လူစိတ်ရဲ့အံ့ဩဖွယ်လှည့်ကွက်များလူသားတွေရဲ့စိတ်ကဘာမှမတွေးဘဲနေရတာကိုမကြိုက်တဲ့အတွက်အပြင်မှာတကယ်မရှိတဲ့အရာတွေကိုတောင်ဖန်တီးပြီးရောက်စဉ်းစားတတ်ပါတယ်။လူတွေဟာမတူညီတဲ့အချက်တွေကိုတစ်ခုတည်းလို့သတ်မှတ်ပြီးဇာတ်လမ်းတစ်ခုဖန်တီးတတ်ပါတယ်။လူစိတ်ကအကြောင်းအရာတစ်ခုခုရဲ့အဆုံးသက်ကိုကြိုပြီးသိကျင်လွန်းတတ်ကြလို့အချက်လက်တွေမပြည့်စုံနေရင်တောင်မှမိမိစိတ်အထင်နဲ့ပဲအဆုံးသက်ကိုကိုယ့်ဘာသာပဲခံမှန်းလိုက်တတ်ပါတယ်။လူတွေဟာကိုလှုပ်ထားတဲ့အရာကိုကောင်းတယ်လို့ထင်စေဖို့စိတ်ကအကြောင်းပြချက်တစ်ခုကိုလည်းဖန်တီးပေးတတ်ပါသေးတယ်။လူစိတ်ကကိုယ်သဘောမကျတဲ့အမှန်တရားထက်ကိုယ်သဘောကျပြီးကြိုက်နှစ်သက်တဲ့အမှားကိုပိုပြီးတော့ရွေးချယ်တတ်ပါတယ်။လူတွေဟာအပြောင်းလဲကိုမကြိုက်တဲ့အတွက်ကြောင့်မကောင်းတာမှန်းသိနေရင်တော့ကိုယ်နဲ့ရင်းနှီးပြီးသားဆိုရင်အဲ့ဒီမကောင်းတာကိုပဲလက်ခံတက်လိုက်ကြပါတယ်။လူစိတ်ကကိုယ့်မျက်စိနဲ့မြင်နိုင်တဲ့အရာကိုမှအမှန်ထင်လို့တွေးကြပေမဲ့တကယ်လက်တွေ့မှာတော့ကိုယ့်မျက်စိကတော့ကိုယ့်ကိုလှည့်စားတာကိုခံရနိုင်ပါတယ်။ပိုပြီးမတေချာမရေရာတဲ့ဆုံးဖြတ်ချက်တွေချတတ်ပါတယ်။လူစိတ်ကအလုံးမလုံးတဲ့အချိန်မှာတော့အတွေးတွေကိုရက်မပစ်နိုင်ပါဘူး။လူတွေဟာကိုယ်ပိုင်ရွေးချယ်မှုလို့ထင်ပေမဲ့တကယ်တမ်းမှာတော့မိမိရဲ့လက်ရှိအခြေအနေကကြိုလန်းညွန်ပြီးသားဖြစ်တတ်ပါတယ်။လူစိတ်ကတစုံတစ်ခုကိုပိုင်ဆိုင်လိုက်ရင်တာမန်ထက်ပိုတန်ဖိုးထားတတ်ပါတယ်။လူတွေဟာမျှော်လင့်ချက်ရှိနေရင်နာကျင်မှုကိုတောင်ပိုခံနိုင်ရရှိတတ်ပါတယ်။လူစိတ်ကအချိန်ကိုမတူညီစွာခံစားရပြီးတာမန်အချိန်တွေမှာထက်ပျော်နေရတဲ့ချိန်မှာအချိန်ကုန်တာပိုမြန်သွားတတ်ပါတယ်။လူတွေဟာကိုယ့်ကိုယ်ထိန်းချုပ်နိုင်တယ်လို့ထင်ကြပေမဲ့စိတ်ရဲ့အလိုကိုပိုလိုက်တတ်ကြတာကိုတော့သိပြီးသတိမထားတတ်ကြပါဘူး။လူစိတ်ကမေးခွန်းတွေမရှိဘူးဆိုရင်အမှန်တရားကိုလည်းမရှာကျင်ကြပါဘူး။ဒါကြောင့်လူစိတ်ရဲ့လှည့်ကွက်တွေကိုသိထားရင်ကိုယ့်ဘဝကိုကိုယ်တိုင်ပိုကောင်းစွာဖြတ်သန်းနိုင်မှာပဲပါတယ်။